မြေစနဲ့လက်ဖက်ရည်ဆိုင်လွမ်းကဖီလို့ပိတ်ထားတယ်အချစ်ဆုံးမဲတဲ့သူရဲတော့တဲ့ဒီဆိုင်လေးဆိုင်ရှင်ဦးနဲ့ယင်းကြီးကကိုတို့နဲ့ဦးတွဲလေးရောက်ရင်တို့ကြိုက်တဲ့ချင်းတွေလိုက်တဲ့ဖီနဲ့ဖွင့်ပေးတယ်လေဘဝတစ်စချိုး